ဆိုရင်ပြောတန်းကြီးငါလည်းပြောကြတယ် ငါပြောတဲ့လူဆမ်းမအောင် ငါရဲ့သိရမယ်အတွေ့အကြုံကြီးငါပြောခဲ့အမင်းနဲ့ဒါမင်းတို့ခင်မှာဒီလိုဖြစ်တယ်ဖားပေါင်တော့ခလုတ်တိုက်တယ်အေးဦးလေးရဲ့ဖြစ်ရမယ်တောင်းလေးဟမ်မင်းတော့မသိသေးဘူး ဟုတ်တယ်ငါမသိတော့ဘူး အဲ့ဒါတော့ငါတူတွေကိုလည်းဘူးတူတာလေးရှိအောင်ဦးလေးကပြောပြ ဟုတ်တာဗောတက်ကြီးစကားတက်ငယ်ကြားတာ ဟုတ်တယ်အခုလည်းဦးလေးတို့ကတက်ငယ်စကားတက်ကြီးကြားပြီဦးလေးတို့အသက်ရွယ်နဲ့ဖားပေါင်ကိုမင်းခလုတ်တိုက်တာထားမှမင်းဖားပေါင်လေးလေးမင်းတို့ကြောင့်အကြီးဆိုတော့ခက်ကပြောင်းတာ ဟုတ်တယ် အဲ့တော့ခင်းနေလိုက်တယ်ဦးလေးတို့ကတော့ငါလူငယ်တွေကိုခင်းနေလိုက်ဟုတ်ပြီနော်အခုဦးလေးရဲ့ဖြစ်ရမယ်အကြောင်းကိုငါတူနဲ့အေးအဲ့တစ်ချိန်မှာတော့ဟာဦးလေးသင်းမောလိုက်တာကွာဒီလားဦးလေးသင်းမောသားသင်းမောသားတော့အဲ့သင်းမောလိုက်အဲ့ဦးလေးလိုက်ခဲ့တယ်သင်းမောရတယ်ငါတူကြားဘူးသလားတော့မသိဘူးကွာ ဘယ်လိုမျိုးရော အေးသင်းမောရောက်ဝါမင်းအကြီးမအကြီးအကုန်တိုင်းရမင်းမြစ်ကြီးတွေရတော့မင်းအသင်းမောကြီးဒီလိုလာပြီးလို့ဟိုကဝမ်းတပြားတော့ပဲရှိတော့တယ်မင်းထိဖို့ဟိုကနေပြန်ထိဖို့သင်းမောကြီးလားအဲ့မှာဆက်လို့အေးအဲ့ဒါမင်းဆက်ပြောထူးဆန်းတာကွာအသင်းမောကမင်းလူပေါင်းလေတောင်းကျော်သိန်းကျော်တန်းကျော်တော့မင်းလူတွေအများကြီးပဲရောက်ဘူး အေးဗောအဲ့လောက်ကြီးမှရှိမှာ ဦးလေးအသင်းမောမှာလိုက်ခဲ့တာသင်းမောလိုက်ခဲ့တာဩနော်အဲ့ဒါဦးလေးပြည့်ရမှာနော်အဲ့ဒါကိုရောက်လေဦးလေးကအော်သင်းမောလိုက်တော့ကွာဦးလေးကအလုပ်တွေလုပ်ကြတာနော်အလုပ်တွေလုပ်မင်းတန်ချိုးဒီချိုးတို့ရတယ်မင်းဒီဟာတော့မကောင်းတန်ချိုးဒီချိုးဒီချိုးอ่ะ အေးဗောတင်းမောကြီးဆိုရှိမှာဗော နော်အဲ့ဒါဦးလေးအလုပ်လုပ်နေတယ်ကိုတက်မှာအေးကွာဒီသင်းမောကြီးကြည့်ပြီးတော့သင်းမောပဲ့ခိုင်းနေလူကမသိဘူးလားမသိဘူးကွာနော်နာကိမုံတိုင်းဒါပဲသူကမသိဘူးလားမသိဘူးအေးအမနာကိမုံတိုင်းကွာမင်းတိုက်ခိုင်းတယ်ဘာကြီးတော့အကျူးတွေပဲမို့ဒီလားဟိုအသေးမောကြီးသီးလုံးမြောက်တော့လူတွေပါအကုန်သေးလား အိုး ဦးလေးတယောက်ပဲရှင်းတာကွာမင်းဆက်တာ ဘူးလားကံကောင်းတာတော်တော်ကံကောင်းတာ ဦးလေးတယောက်ပဲရှင်းတာအော်ဦးလေးလိုင်းအသေးမောကြီးတော့လိုင်းနဲ့မှာကွာကူးတာဟုတ်လားလက်ပြကူးနော်ကွေးလေအေးအဲ့မှာသေမောကြီးပြောပါလို့ဦးလေးကန်ကောင်းတာဆက်လက်တောင်လေးတတိပေါ်လာတာရောဝေး နေနိုင်တာစာပြီ တကယ်ပြောတာတကယ်ပြောတာ ဟောဒီတော့လိုက်ရင်လေကြီးထဲမှာကွာဒီ12တောင်လေကပေါ်လာတယ် ပြောပြပါဦးလေပြောပြလိုက်ပါဦး မင်းတကယ်ပြောတာအဲ့ခုချိန်ဒီဦးလေးအသက်ရှင်တာမကြည့်လေ ဟုတ်လေဟုတ်မှာဗောလေတက်ရှင်နေတာဆိုတော့လေ အဲ့မှာမင်းအဲ့မပြီးသေးဘူးဆက်လက်တောင်လေးတတိပေါ်လာဦးလေးအားတော့ဟောငါကန်ကောင်းတာပဲဆိုရေကူးနေစိတ်ထဲမှာဟောဝမ်းသွားတာငါကန်ကောင်းတာပဲဆက်လက်တောင်လေးတတိပေါ်မှာတက်လည်းပြီးလက်နဲ့ရတာ လက်နဲ့ရက်တာ တက်မရှိဘူးလေငါတို့ပဲဩမင်းကပြုံးသိလားအတက်နဲ့တက်မရှိတော့ဦးလေးကလက်နဲ့ရလိုက်ရဲအေးဦးလေးထက်ကန်ကောင်းညောင်းရောဝေး ဟမ် သိရတယ်မျိုးလာတာမင်းဓာတ်တော်ကြည့်သိရ